မိန်းကလေးတွေရဲ့ dreams လို့တောင်ပြောလို့ရတယ်။တောင်ကလာ10ရက်ကွက်မှာရှိရဲ့ပထမထက်စစ်အခန်းလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခန်းထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ပင်လယ်ကြီးရဲ့အငွေ့အသက်ကိုအပြည့်အဝခံစားရစေမဲ့မိုးပြရောင်ဧကန်းကျယ်ကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။ဆိုဖာစတီအလှလေးရဲ့ TVC နယံကတ်အလှလေးကိုလုံးဝ mass ဖြစ်အောင်ကိုပြင်ဆင်ပေးထားပါတယ်ရှင်။ Modernize ကိုမှ brand ဆန်ပြင်ဆင်ပေးထားတဲ့ဧကန်းအလှလေးရဲ့ရေဆိုခံပါကေး SPC ကိုလည်းအထူသားကိုခင်းပေးထားတယ်။မီလုံးမီဆိုင်ဆိုလို့ရှိရင်လည်းလုံးဝ share ကိုပြင်ဆင်ပေးထားတယ်။ဖះเจ้าဆောင်လေးလည်းပါမယ်ရှင်။ဘေးပတ်မှာဆိုလို့ရှိရင်လည်းတန်မန်းဆန်းရှိတ်ပတ်လည်းတက်ပေးထားတဲ့အပြင်လိုက်ကလှလေးကိုလည်း modernize ဆန်လေးလုပ်ပေးထားပါတယ်ရှင်။ရှောက်လန်းလည်းကျယ်တယ်။အိတ်ခမ်းနှစ်ခမ်းပါတယ်။အိတ်ခမ်းထဲမှာဆိုလို့ရှိရင်လည်းငါတို့ပရင်းပေါက်ဖက်မှာအခန်းကိုဖွဲ့ပေးထားတဲ့အတွက်ကိုအလေးအောင်ကောင်းကောင်းလေးလည်းရပါတယ်ရှင်။အိတ်ခမ်းနှစ်ခမ်းပါမယ်။ဒါကကြတော့ညီမတို့အိတ်ခမ်းနောက်တစ်ခမ်းပေါ့နော်။အိတ်ခမ်းနောက်တစ်ခမ်းမှာဆိုလို့ရှိရင်လည်းမိန်းကလေးတွေလုံးဝအကြိုက်ကိုမှပြင်ဆင်ပေးထားပါတယ်ရှင်။နေရန်ကဗီဒီယိုပါတယ်။မှန်တင်ခုံလေးလည်းလုပ်ပေးထားတယ်။ location အနေနဲ့ကလည်းတောင်ကလာ10ရက်ကွယ်အာတက22လမ်းမှာရှိရဲပထမထက်စစ်အခန်းကြီးဖြစ်ပါတယ်ရှင်။တန်သူမှာမိန်လမ်းမတို့မြစ်တာလမ်းတို့နဲ့လည်းနှီးပါတယ်။ပရိသာစီးတို့ကျောင်းတို့နဲ့လည်းနှီးပါတယ်ရှင်။ကချင်ခန်းထဲမှာဆိုလို့ရှိရင်လည်းသူ့မတူအောင်ထူးခြားတဲ့ကြွေပြားအလှလေးတွေကိုကပ်ပေးထားပါတယ်။ရေချိုးကန်းရင်သားပိုတိုင်းပေးစင်ပါမယ်ရှင်။ပေ20 60ပေါ်မှာဆောက်ထားတယ်18ပေ54ပေရှိတယ်ဒီပထမတက်စစ်အခန်းလေးကိုတော့3950ညှိနှိုင်းနဲ့ရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်ပထမထက်စစ်လေးလည်းဖြစ်တယ် location လည်းအရန်ကောင်းတယ်လူလုံးဝမနေရသေးတဲ့တိုက်သစ်ဆက်ကိုမှလုံးဝ share ကိုပြင်ဆင်ပေးထားတဲ့အခန်းဖြစ်တဲ့အတွက်ကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းเนาะ Kikiri ရဲ့ estate ကိုဆက်သွယ်လို့ရပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်